အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းဒီဘတ်ချက်လေးနဲ့ကြိုးဆိုပါရစေကဲအချိန်ဆွဲမနေပဲကျွန်တော်ရဲ့အကြောင်းအရာတွေကိုတိုက်ရိုက်သွားလိုက်ကြအောင်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်လို့အလွန်လည်းအရေးကြီးပါတယ်အဲ့ဒါကတော့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာပြင်ပကနေကက်တင်ရှင်ကြီးတွေလိုဝင်ရောက်လုပ်ကိုင်တဲ့ပုံစံကနေဒေသခံတွေကိုယ်တိုင်စွမ်းဆောင်ရည်မြင့်မားလာပြီးရရွပိုင်းဆိုင်မှုကိုတိစောက်တဲ့ပုံစံစီကိုဘယ်လိုကူးပြောင်းမလဲဆိုတဲ့အရွယ်အစားပဲဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့ဒေသခံတွေကိုယ်တိုင်ဥဆောင်တဲ့ပြောင်းလဲကိုဖန်တီးနိုင်ဖို့ပါပဲဒီတော့ဒီမေခွန်းလေးကိုရင်ဆုံးစဉ်းစားကြည့်အောင်ပါငွေကြေးတွေအများအများတုံးဆွဲထားတဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေဟာဘာဖြစ်လို့မကြာခဏဆိုလို့ကြာရှွန်းသွားတတ်ကြတာလဲဒါတကယ်ကိုစဉ်းစားစရာပါပဲဒီမေခွန်းရဲ့အဖြေကိုအသေးချာရှာဖွေနိုင်ဖို့တဲ့ဝေလန်ခွန်ပြတဲ့တောင်ပေါ်ရွာလေးတီလာမှာဖြစ်ခဲ့တဲ့အလွန်စိတ်ဝင်စားစရာကောင်းတဲ့ပုံပင်လေးတစ်ပုဒ်ကိုကျွန်တော်တို့လေ့လာကြည့်ကြပါမယ်ဒီပုံပြင်လေးရဲ့နာမည်ကတော့တောင်ပေါ်ကရွာကလေးလို့ခေါ်ပါတယ်ဒီရွာလေးဟာတောင်ထိပ်မှာတည်ရှိပြီးသူတို့စီမှာအမြဲကြုံတွေ့နေရတဲ့ပြဿနာတစ်ခုရှိနေတယ်အဲ့ဒါကတော့ရွာသူရွာသားတွေတောင်အောက်ကိုဆင်းတဲ့အခါတိုင်းမတော်တဆလမ်းချော်ကြပြီးဒဏ်ရာရတာတွေတခါတလေအသက်ဆုံးရှုံးတဲ့ဖြစ်ဆိုးရွားတဲ့ဖြစ်ရပ်တွေစက်တိုက်ထပေါ်နေတာပါပဲဒီလိုရေလေးစရာအခြေအနေကိုပြင်ပကလူတွေကြားသိသွားတဲ့အခါမှာတော့သူတို့ကစေရနာပြည့်နဲ့ဝင်ရောက်ကူညီဖြည့်ရှင်းပေးဖို့ရောက်လာကြပါတော့တယ်ဖြစ်စဉ်ဒီဘယ်လိုပြောင်းလဲသွားလဲဆိုတာအချိန်ကာလလေးတွေနဲ့တစ်ချက်လိုက်ကြည့်အောင်ပါပထမအဆုံးလူမှုဝန်ထမ်းတူရောက်လာပြီးတောင်းအောင်မှာလူနာတင်ရင်တစီထားပေးခဲ့ပါတယ်ဟုတ်ပြီအဆင်ပြေမလို့နဲ့တိတ်မကြခင်ပါပဲအဲ့ဒီကာကဖြစ်သွားခဲ့တယ်ဒီလိုနဲ့နောက်တစ်နေ့ကြာမှာအလူရှင်တူကတောင်းအောင်မှာစိတ်ခန့်တစ်ခုထပ်ဆောက်ပေးပြန်ပါတယ်ဒါပေမဲ့ရမုံငွေလည်းကုန်သွားရောစိတ်ခန့်လည်းပိတ်လိုက်ရပြန်ပါတယ်အန်တော်စရာအကောင်းဆုံးကတော့နောက်ဆုံးမှာဒေတာခန်ဒီကိုယ်တိုင်သူတို့ရှာနိုင်တဲ့တစ်သားရည်နဲ့လှုပ်ထားတဲ့ရိုးရှင်းတဲ့ခြံစည်းရိုးလေးကတော့ရေရှည်အောင်မြင်သွားခဲ့တာပါပဲဒီနေရာမှာခဏလေးရပ်ပြီးအသေးချာစဉ်းစားကြည့်စေချင်ပါတယ်။ဘာကြောင့်များကုန်ကျစရိတ်တွေအများကြီးတုံးထားတဲ့စေခန်းကကြာရှုံးသွားပြီးတော့ငွေကုန်ကြေးကျလုံးဝနီးပါးသက်သာတဲ့တစ်သားချန်စီယိုလေးကအောင်မြင်သွားရတာလေ။အဖြေကတော့ရှင်းရှင်းလေးပါပဲ။ပြင်ပကလာတဲ့လူတွေကရွာသူကြီးအစကတည်းကအကြံပေးခဲ့တဲ့ကြိုတင်ကာကွယ်ရေးအတွက်ချန်စီယိုတီဆော့ဖို့ဆိုတဲ့အလုံးကောင်းဝင်တဲ့အကြံဉာဏ်ကိုလုံးဝလေလူးရှုခဲ့ကြလို့ပါပဲ။ဒါအကြည့်ကြအဖြစ်ပင်ပါလူတွေဝင်ရောက်ထိချုပ်တဲ့စီမံကိန်းတွေအားနဲ့ချက်တွေနဲ့စိုးကြိုးတွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်နေပါတယ်။အစောပိုင်းမှာလှုပ်ဆောင်ခဲ့တဲ့လူနာတင်ရဲ့နဲ့စေခန့်အစီအစဉ်တွေကြာရှုံးရခြင်းရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုလေ့လာကြည့်ရင်ငွေချင်းနဲ့ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုတာမကပဲဒေတာခန်တွေရဲ့စိတ်ပိုင်းဆိုင်ရာပေါ်မှာပါအလွန်ဆိုးရွားတဲ့တက်ရောက်မှုတွေရှိခဲ့တာကိုတွေ့ရမှာပါ။ဒေတာခန်တွေကသူတို့ကိုယ်သူတို့ယုံကြည်မှုပျောက်ဆုံးလာပြီးပြဿနာတစ်ခုခုဖြစ်တိုင်းသူ့တပားကိုသာမြဲမြူလင်းနေတတ်တဲ့အချင်းဆိုးကြီးရသွားတတ်ပါတယ်။ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကပြင်ပကနေလာကူညီတဲ့သူတွေအမြအတိဟတာဖြစ်လို့တဲ့အမားတွေပါပဲပထမတစ်ခုကသူတို့ကိုသူတို့ကေတင်ရှင်ကြီးတွေလို့သဘောထားကြတယ်ပြီးတော့ငွေကြေးကသာပြဿနာအားလုံးရဲ့အဖြေလို့ယုံကြည်နေကြတယ်အဆိုးဆုံးကတော့ data တွင်းမှာလက်ရှိနေတဲ့အရန်မြစ်တွေလူကြီးကျမတွေရဲ့အကြမ်းဉာဏ်တွေနဲ့ data ခန်တွေရဲ့ကိုယ်တိုင်ဖြည့်ရှင်းနိုင်စွမ်းတွေကိုလုံးဝအတိမတ်မပြီးပဲကြော်ချသွားကြတာပါပဲစေတနာတော့ပါပါရဲ့ဒါပေမဲ့လက်တွေ့မကျတဲ့ယူဆချက်တွေကြောင့်အခုလိုအမားတွေဖြစ်လာတာပေါ့အခုမြင်တွေ့နေရတဲ့အဆင့်၄ဆင့်ကိုကြည့်လိုက်ရင်အခြေအနေတွေဘလောက်တောင်ဆိုးရွားတဲ့တန်တရားတွေရောက်သွားလဲဆိုတော့အလွယ်တကူမြင်နေပါတယ်ပထမအဆင့်အနေနဲ့ပြင်ပလူကစီမံကိန်းကိုအပြည့်ပါထိန်းချုပ်လိုက်တယ်ဒုတိယအနေနဲ့ဒေတာခန်တွေကဘာလောက်အလွန်အမြဲမိခေါ်တာကြတယ်တတိယအနေနဲ့ပြဿနာရဲ့အဓိကအရင်းမြစ်ကိုလီလူရှုမြည်သားဖြစ်သွားတယ်နောက်ဆုံးမှာတော့စီမံကိန်းဟာဘလို့မရှောင်လွဲလို့မရပဲအသေးချာကြာရှုံးသွားရပါတော့တယ်တောင်အောက်မှာလူနာသိရင်ရက်ထားတာဟာအပေါ်ယံလက္ခဏာကိုသာကူစားခြင်းဖြစ်ပြီးရေရှည်မတည်တတ်နိုင်တဲ့မိခုံမှုတန်တရားကိုဖန်တီးလိုက်တာပဲဖြစ်တဲ့ဆိုတာဒါကအလံကောင်းမွန်စွာတရုပ်ဖော်ပြသနေတယ်ကဲစိုးကြိုးတွေကိုဆွေးနွေးပြီးပြီဆိုတော့အကောင်းဘက်ကိုလက်ချိကြရအောင်ဒေတာခန်တွေကိုယ်တိုင်ဥဆောင်လော့ကိုင်းတဲ့အခါရရှိလာမဲ့အလွန်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေဘက်ကိုအာရုံပြောင်းကြည့်ပါမယ်လူမှုအဖွဲ့အစည်းတစ်ခုကသူတို့ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပြဿနာဖြေရှင်းနည်းတွေကိုသူတို့ကိုယ်တိုင်တာဝန်ယူဥဆောင်လိုက်တဲ့အခါတကယ်ကိုမယုံနိုင်လောက်အောင်ကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာတာပါမယ်ဒီချင်းကပုံနှမျိုးကိုတိုက်ရိုက်ရှင်းကြည့်လိုက်ရအောင်တစ်ဖက်မှာကပြင်ပလူကထင်းချုပ်ခြင်းဖြစ်ပြီးအပေါ်ယံလက္ခဏာကိုတာကုတကမိခုမှုကိုဖြစ်စေပါတယ်တခြားတစ်ဖက်မှာတော့ဒေတာခန်ကိုယ်တိုင်ထင်းချုပ်ခြင်းဖြစ်ပါတယ်ဒီနီလန်ကပြဿနာရဲ့အရင်မင်းကိုတိုက်ရိုက်ကူတာပေးပြီးသူတို့ရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးကရေရှည်တည်တံ့တဲ့ရလဒ်ကိုရရှိစေပါတယ်ချန်စီယိုခတ်လိုက်တဲ့ဒေတာခန်တွေရဲ့ဖြည့်ရှင်းနည်းဟာအရင်မြစ်ပြဿနာကိုဘယ်လိုရေရှည်ဖြည့်ရှင်းသွားလဲဆိုလာအထင်ရှားဆုံးသက်သေပါပဲရရှိလာမဲ့အကျိုးကျေးဇူးတွေကိုဆက်ကြည့်ရအောင်ပါအများကြီးပါပဲဒေတာခန်တွေဟာသူတို့ရဲ့အနာဂတ်ကိုကိုယ်တိုင်ထိန်းချုပ်နိုင်လာမယ်အတူတကွပူးပေါင်းလို့ဆောင်တဲ့အလေးချင်းကောင်းတွေရရှိလာမယ်မိမိတို့မှမရှိတဲ့အရာတွေကိုချစ်ထိုင်ရင်းနေမဲ့အစားလက်ရှိပိုင်ဆိုင်ထားတဲ့အရင်အမြင့်တီကိုမြင်တက်လာမယ်ပြီးတော့အကြီးမားသောအကျိုးကျေးဇူးကတော့သူတို့ရဲ့စိတ်သက်ခွန်အားနဲ့မျောလင့်ချက်တွေအလွန်ပဲတက်ကြွလာခြင်းပါပဲ
ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့တကူတတိထားမှာကပြင်ပကနေကူညီတာဟာလုံးဝမကောင်းဘူးလို့ဆိုတာမဟုတ်ပါဘူးပြင်ပအကူအညီတွေကိုတကယ်တမ်းထိရောက်မှုရှိစေဖို့အတွက်အရင်ကလုံးဝမတွင်တဲ့ပုံစံမျိုးပံ့ပိုးကူညီသူနေတာမျိုးနဲ့ချင်းကပ်ဖို့လိုရတယ်ဆိုတာကိုရှင်းလင်းနေတာပါဒါကြောင့်မှန်ကန်စွာကူညီနည်းကိုသိရှိဖို့ဟာအလိုအရေးကြီးပါတယ်ဒီနေရာမှာအရေးအကြီးဆုံးစစ်နေတဘောတာအပြောင်းလဲကတော့ဒါပါပဲခင်ဗျားတို့ဘာတွေလိုအပ်နေလဲလို့မေးမဲ့အစားခင်ဗျားတို့စီမှာဘာတွေရှိလဲလို့ပြောင်းလဲမြန်ချင်းပါလိုအပ်ချက်တွေကိုချီစစ်တမ်းကောင်းနေမဲ့အစားဒေတာတွေမှာလက်ရှိနေတဲ့အရင်းမြစ်တွေကိုရှာဖွေဖော်ထုတ်ခြင်းဟာလူမှုအဖွဲ့အစည်းကိုအခြေခံကြအစွမ်းဆောင်ရည်မြစ်တင်ပေးနိုင်တဲ့အဓိကတော့ချက်ထုတ်ပါတယ်ဒါဟာတကယ့်ကိုထိရောက်တဲ့အပြောင်းလဲတစ်ခုပါပဲ မကန်စွာကူညီပံ့ပိုးပေးမဲ့သူတွေလိုက်နာမဲ့အကောင်းဆုံးလက်တွေ့လှုပ်ဆောင်ချက်တွေကိုကြည့်ကြအောင်ပထမဆုံးအနေနဲ့တွာပြီးဆရာမလောက်ပါနဲ့ထိန်ချုပ်သူမဖြစ်စေပဲပံ့ပိုးကူညီသူသာဖြစ်ပါစေအရေးကြီးတာကအချိန်ယူပြီးယုံကြည်မှုတည်ဆောက်ဖို့ပါဒါအပြင်ဒေတာတွင်အရင်မြစ်တွေကိုသူတို့နဲ့အတူတကွရှာဖွေပါရာခိုင်နှုန်းပြည့်အခမဲ့ပေးကမ်းခြင်းကိုတတ်နိုင်တမျှရှောင်ကျဉ်ပြီးသူတို့ကိုယ်တိုင်တန်ဖိုးထားတအောင်ပြုစုပြောထောင်ပါပြီးတော့တင်းငယ်တဲ့စီမံကိန်းလေးတွေနဲ့စတင်ပါဒီအချက်တွေဟာဒေတာကန်တွေအနေနဲ့သူတို့ရဲ့အချိန်နဲ့လောက်အားတွေရင်းနှီးမြုံနှံလာပြီးစီမံကိန်းအပေါ်တကယ်တန်ဖိုးထားလာစေဖို့အလွန်အရေးပါပါတယ်ဒါတွေအလုံးရဲ့နေချုပ်ကတော့စစ်မှန်သောရရွာပိုင်ဆိုင်မှုကိုတိဆောက်ခြင်းပါပဲဒါဒီကနေ့ရှင်းလင်းတင်ပြချက်ရဲ့အရေးကြီးဆုံးနဲ့နောက်ဆုံးယူဆဖြစ်ပါတယ်တောင်ပေါ်ရွာလေးနဲ့ထင်ယူခဲ့ရတဲ့သင်ခန်းစာတွေအားလုံးကိုစူစီဒီအကောင်းဆုံးဖွံ့ဖြိုးရေးမှုပေါင်းတစ်ခုဖြစ်အခုလိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်ဒီလေးပဲဖွင့်ဆိုချက်ကိုတရက်ချက်ခွဲချမ်းစိတ်ဖြတ်ကြည့်အောင်ရက်ရွာပိုင်းဆိုင်မှုဆိုတာဒေတာကန်တွေကိုယ်တိုင်ကသူတို့ရဲ့ဦးစားပေးလိုအပ်ချက်တွေကိုသတ်မှတ်ပြီးဒေတာတွင်အရင်းမြစ်တွေကိုအသုံးပြုကဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုကိုယ်တိုင်ကောင်းတယ်ပေါ်ခြင်းပဲဖြစ်ပါတယ်ရွာသားတွေကချမ်းစီယိုးကိုကိုယ်တိုင်ဆုံးဖြတ်တိဆောက်ပြီးနှစ်ပေါင်းများစွာကိုယ်တိုင်ထင်းသိမ်းပြုပြင်သွားတာဟာဒီလေးပဲဖွင့်ဆိုချက်နဲ့ဘလောက်တောင်ကွက်တီကြော့နေလဲဆိုတာကိုမြင်တွေ့နိုင်ပါတယ်ထိရောက်တဲ့ပံ့ပိုးကူညီသူတွေအောင်မှရှိရမယ်တဘောထားကျွမ်းကျင်မှုနဲ့အကဲဖြတ်မှုတွေကိုကြည့်မယ်ဆိုရင်အရေးကြီးဆုံးရည်မှန်းချက်ကကိုယ်တိုင်မဥဆောင်ပဲစိတ်သက်ခွန်အားပေးဖို့ဒေတာခန်ဒီကိုယ်တိုင်ပါဝင်လာအောင်လှုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်။အောင်မြင်မှုရဲ့တိုင်တာချက်ကတော့ပြင်ပကပံ့ပိုးကူညီသူတွေမရှိတော့ရင်တော့ဒေတာခန်ဒီကိုယ်တိုင်စီမံကိန်းကိုဆက်လက်လည်ပတ်နိုင်ခြင်းပဲဖြစ်ပါတယ်။မှတ်ထားရမှာကကိုကသူတို့အတွက်မလိုအပ်တော့ဘူးဆိုရင်အဲ့ဒါအောင်မြင်မှုပါပဲ။နေကုန်းချုံနေတဲ့တောင်းပေါ်ရွာလေးကဒေတာကန်တို့ရဲ့အလွန်အားကောင်းပြီးတွေးတောစရာကောင်းတဲ့စကားတစ်ခုကိုခြံထားရခဲ့ခြင်းပါတယ်ကိစ္စတစ်ခုကတကယ်အရေးကြီးတယ်ဆိုရင်ငါတို့ဘာသာဖြေရှင်းလိမ့်မယ်စစ်မှန်တဲ့စွမ်းဆောင်နိုင်မှုနဲ့ရေရှည်တည်တံ့တဲ့အပြောင်းလဲဆိုတာအမြဲတမ်းမိမိတို့ရဲ့အတွင်းစစ်ကနေပဲမြစ်ဖြတ်ခံပေါ်ထွက်လာရမယ်ဆိုတာကိုဒီစကားလေးကတတိပေးနေပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ပန်းဖို့ကူညီမှုတွေပေးတဲ့အခါသူတို့ရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်တွေကိုဖုံးကွယ်မပစ်ပဲဘလို့ပုံမတောက်ပလာအောင်ကူညီပေးနိုင်မယ်ဆိုတာဆက်လက်တွေးတောကြည့်ဖို့ဖိတ်ခေါ်ရင်ဒီဆွေးနွေးချက်လေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်